တော့ကိုင်ပြီးတော့ဒီလိုမျိုးဝမ်းဟစ်ထိုးတက်ချင်နေဆိုရင်ဘယ်လိုဖမ်းရမလဲဆိုတာပရာသာတို့ပြောပြမယ်ဗျာဘာမှမလိုဘူးလိန်ကိုမြန်မာလိုကြီးတန်းပြီးတော့ဖျက်ရှင်းပေါ့ဗျာလောင်တကြီးတွေဘာကြီးတွေညာကြီးတွေကြောင်းနေနေအဒီကဖမ်းမရဘူးပဲအဲ့တော့မေ့လင်းရခွေကိုလည်းတွားပြီးတော့စားပါတော့မေ့လင်းကပလေယာဆဲလည်းပြန်ဆဲလိုက်မှအောချက်တွေရောတင်းချက်တွေရောကုန်ရှိတယ်ဝီစီတွေရောရှိတယ်ဗျာဖမ်းနေရင်းနဲ့ဒီလိုမျိုးလောင်ကြီးကလိန်ပိတ်လာပြီဆိုရင်ဒီလိုမျိုးဖလေကအလားပါလေးနဲ့စောက်ခွက်ကိုထိုးပေးလိုက်ဗျာလုံးဝကျွမ်းစင်ဒီမှာဆိုရင်ထပ်ပြီးတော့ကြည့်ကြည့်လိုက်ဗျာဖယ်တွင်းလေးကဘာလုံးနေတာလဲလို့အေးမပြန်ပဲနဲ့ကိုကြီးလာပြီလို့နော်ကိုကြီးလာရင်ဖုန်းယူရမယ်ညီမလေးကကိုကြီးကိုထိန်းရင်လားစောက်ခွက်ကိုတဲထိုးပေးလိုက်မယ်ဖလေကလေးနဲ့အလားလေးဗျာနော်အဲ့ဒါဆိုရင်တော့ချောင်းကထပ်ပြီးတော့လာတယ်အိမ်ပြန်မလို့အောင်ချောင်းကကျွန်တော်တော်ကြီးဟိုမှာကန်ကျင်တာဖလော်ရန်နဲ့ဆိုတော့စောက်ခွက်တစ်ချက်ထပ်ပြီးတော့ထိုးပေးလိုက်တယ်ဗျာလုံးဝကျွမ်းစင်ဖမ်းမင်းရှာပြီးလို့မစ်လင်းကိုပြန်ပြီးတော့တက်တာခြုံထဲမှာနေနေတဲ့ဆာလီနောင်နှစ်ချက်နဲ့စောက်ခွက်ကိုရိုက်ပေးလိုက်တယ်ဗျာဒမ်းမေဝဲကြီးကြီးလိုက်နေရတကားမှာလောင်သေးတယ်မောင်းလောင်ကြီးလေးကမဲလေးမှဆိုရင်တော့ပြီကျွန်တော်အေးမျိုးကိုစောင်းနေပါတယ်ခင်ဗျာဒါပေမဲ့လည်းစောက်ခွက်ကိုထိုးပေးနေပဲပွဲသိမ်းပေးလိုက်တယ်ဗျာခုချိန်မှာဆိုရင်တော့ဖြစ်ကိုရီးယားအိမ်ပြန်ဖို့လုံနေတာခင်ဗျာအစမ်းသုံးကရီကောလေးနဲ့ဆိုတော့လုံးဝကျွမ်းစင်ကြမဲ့လည်းချောင်းနဲ့စီလောင်းနဲ့လာတယ်အဲ့ချိန်မှာချောင်းမလုတ်ပဲနဲ့စီလောင်းအုံးကြီးကိုနှစ်ချက်နဲ့တန်းပြီးတော့ဆွဲစီပေးလိုက်တယ်ခင်ဗျာဒမ်းမေဘလောက်ကြီးထွက်လဲဆိုတာမင်းတို့ဒီမှာပဲကြည့်ကြည့်လိုက်ပါဖယ်တွင်းပြေးနေတာကားကြီးကိုစောက်ခွက်တစ်ချက်တန်းပြီးတော့ထိုးပေးလိုက်တယ်ကွာလုံးဝကျွမ်းစင်ဒါနဲ့ဒီမဟုတ်သေးဘူးမင်းတို့ဒီမှာကြည့်ကြည့်စီလောင်းကမြန်မာလိုကြီးလိုက်လာတာရောင်းရေးနှစ်ချက်နဲ့တင်တန်းပြီးတော့ပျောက်တော့ကွာဝင်းဟေးရဖို့နည်းနည်းပဲလိုတော့တာကွာဝင်းဟေးအစ်စ်မှန်ဆိုတာဒီမှာကွာငါခြုံနေဝင်တာဆလီနာငါကုတ်ချင်တာရောင်းရေးစီဝမ်းသုံးပြီးဝင်းဟေးထုပေးလိုက်တယ်ကွာအတီးကအဲတော့ကရင်ဘာလို့ရမလဲဆိုတော့စတက်စုရမယ်ပေါ့နော်စတက်စုရင်းနဲ့စတက်650ပြည့်သွားပြီဆိုရင်မေတို့မတ်မန်တို့ defense မထဲတဲ့ကောင်လေးဆိုရင်ဝမ်းဟိပဲကွာအဲ့တော့ပြောချင်တာကတော့အဲတော့ကိုင်းနေဆိုရင်စတက်ရအောင်စုပါစကိုင်းဗီဇာထည့်ပါအဲ့ဒါဆိုစောင့်ရင်ကြီးမှကျမ်းမယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြိုက်နေတက်တယ်ဆိုရင် like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ဗျာနောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ချင်ပါသေးရဲ့ဗျာ